နေမှာကြံခဲ့တဲ့မေမေနဲ့ဖေဖေကစုံရင်းရဲ့ပန်းပွင့်ရဲ့မုံလာဦးနီကိုကြက်ဦးနဲ့ကြောပြီးတော့ကြော်ပြီးတော့စားပါတယ်ရှင်ကျမကနေမမေမေကိုစဘာဝိုင်းသိမ့်ပြီးတော့ရန်ကုန်တယောက်တည်းပြန်လာတာဆိုတော့မေမေကတယောက်တည်းဆိုတော့ဖြစ်တယ်လို့စားနေမှာဆိုလို့ဘိုင်းချက်လဲတနေ့ဘိုင်းနေချက်စားလဲမြင်းဟင်းချက်စားတော့အလွယ်စားမနေနဲ့အဲ့လိုမျိုးစိတ်ပူတာပေါ့တမီးလေးကိုထမင်းဟင်းတီစစကောင်းမွန်ချက်မစားဘဲနဲ့နေမှာဆိုလို့ပေါ့ရှင်အရင်ကဆိုညီမ2ယောက်နေတာဆိုတော့ထမင်းဟင်းရောက်ကောင်းမွန်ချက်စားတယ်ဘာလို့လဲဆိုတော့တယောက်တည်းဆိုတော့ထမင်းကတိတ်ပြီးတော့ချက်စားခြင်းစိတ်မပေါဘူးတခြားသူတွေတော့မသိဘူးကျမကတော့ရန်ကုန်ကနေပြီးတော့နေရမီမီတို့ဖေဖေတို့အိမ်ကိုပြန်သွားပြီဆိုရင်ရန်ကုန်ပြန်မလာခြင်းတော့ပြန်လာဖို့မှုတော်သွင်းယူရတယ်တကယ်တော့ထမင်းစားရတာလေတယောက်တည်းဆိုရင်အရန်ပြင်းစရာကောင်းပါလေဖေဖေမေမေတို့နဲ့မောင်လေးညီမလေးတို့နဲ့အတူထမင်းလက်ဆောင်စားရတာတော့ပြောစရာအကောင်းဆုံးပါရှင်ဒါပေမဲ့ငငယ်တော့အလားကိုပြောစရာကောင်းတယ်လို့မထင်ခဲ့တကယ်တော့မိသားစုတွေအတူတူထမင်းလက်ဆောင်စားရတာပြောစရာကောင်းသလိုကြီးနူးစရာလည်းကောင်းပါတယ်မနေ့ပြောရရင်ငငယ်ရဆိုရင်ကြောင်းကပြန်လာတယ်ဘိုက်စားတော့တစ်ခါထမင်းတန်းစားလိုက်တယ်ဖေဖေမေမေတို့မဆောင်တော့သွားစော်ပြီးပြန်လာတယ်ထမင်းတန်းစားလိုက်ဖေဖေတို့မဆောင်တော့မမီကအဲ့ဘောနော်ဖေဖေလုတ်ပြန်လာမှထမင်းတူတူစားမလားဗာညာဟေးမြောက်ပိုက်စားနေပြီဖေဖေညံပစ်တယ်ဆိုပြီးထမင်းကိုစားပလိုက်တယ်အဲ့လိုမျိုးအဲ့ခါကျချက်ကိုနားမလည်ဘူးပေါ့ရှင်ဒါပေမဲ့ကျမတို့ဖေကြီးရတယ်ဘလောက်ပဲကျမတို့ထမင်းစားထားအဲ့လိုမျိုးသူထမင်းစားပြီဆိုရင်ထမင်းဝိုင်းပြီးနာမှာလာထိုင်ရတာအဲ့လိုမျိုးအခုမှကိုမိဘတွေနဲ့ထမင်းတူတူစားရတာဘလောက်တောင်ပြောစရာကောင်းလဲဆိုတာကိုအဲ့ဒီခံစားချက်ကိုအခုဒီရွယ်ရောက်မှသိတာပါ